GOAT ဆိုတာဘာလဲ GOAT ဆိုတာ greatest all time အချိန်တိုင်း great level မှာရပ်တည်နေတဲ့လူဦးတစ်ယောက်ကိုဆိုလိုပါတယ်ဘောလုံးအားကစားနည်းမှာဆိုရင်မက်ဆီနဲ့ရိုနယ်ဒိုကိုလူအများစုကပြင်းမြင်ကြတာပါ GOAT ဖြစ်ဖို့ကအသင်းလိုက်စူပလာလားတဦးချင်းစုတစိမ့်လားသို့မဟုတ်ခြေစွမ်းလားအမှန်တော့သုံးခုစလုံးပြည့်စုံနေမှ GOAT လို့ခေါ်ထိုက်တာပါအဓိကခြေစွမ်းပါပဲဒါဆိုရင်စူပလာအောင်မြင်မှုကိုစပြီးတော့ဆွေးနွေးကြမယ်ဗျဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့ကလူအစုအဖွဲ့ကောင်းမှရရှိပါလိမ့်မယ်ဒါကိုမက်ဆီကကမ္ဘာဖလားရလို့ဂုတ်ဆိုတဲ့ခပိမိန်တော်သားအတွေးနဲ့လူအချို့ကိုပြောတဲ့စကားကိုကြားရင်အင်မတန်မှတနာစရာကောင်းတယ်လို့ရည်ချင်မိပါတယ်မက်ဆီကောင်းလို့ကမ္ဘာဖလားရရှိအောင်မက်ဆီကကောက်ရိုက်နေရမဟုတ်ပါဘူးတင်းနဲ့ကစားနေရလည်းမဟုတ်ပါဘူးအာဂျင်တီးနားတစ်သင်းလုံးကောင်းမှရတာပါမက်ဆီမပါလဲဒီဖလားကရမှာပါပဲမက်ဆီပင်နယ်တီလွဲလို့ကိုပါအမေရိကမရတဲ့တာရကားတွေလည်းရှိပါတယ်ခုနှစ်ပွဲကစားရတဲ့ပြိုင်ပွဲမှာ9ဂိုးပင်နယ်တီရရှိခြင်းကဂုတ်လို့ပြောရအောင်ဖိုဘောဆိုတာတင်းတစ်ခုမို့ဂုတ်စကလုံးနဲ့မကိုက်ညီပါဘူးစူဖလားအောင်မြင်မှုအရာဆိုရင်ချယ်ဆီနဲ့အာဆင်နယ်တိုက်စစ်မှုဟောဂီရော့ကဂုတ်ပါ UCL UEFA ကမ္ဘာဖလားစီးရီပြင်သစ်လီကိုအကုန်ရရှိဘူးပါတယ်ဒါကြောင့်သူကြဘာလို့ဂုံးမဖြစ်ရတာလဲဒါဆိုရင်တူးချင်းစုစိတ်ကြောင်လို့ပြောဆိုကြပါလိမ့်မယ်ဒါဆိုရင်တူးချင်းစုစိတ်အကြောင်းကိုမက်ဆီရိုနယ်ဒိုသူတို့နှစ်ဦးကိုဆွေးနွေးရပါလိမ့်မယ်မက်ဆီကဘောလင်းဒီရော10ကြိမ်ရိုနယ်ဒိုက9ကြိမ်ဥရောပရွှေဖလားဆုမက်ဆီ6ကြိမ်ရိုနယ်ဒို4ကြိမ်မက်ဆီကရိုနယ်ဒိုတာပါတယ်ဒါကအပေါ်ယံကြည့်ပြီးတော့ဆုံးဖြတ်လိုက်တာပါရိုနယ်ဒိုကရောက်လျာအသင်းတိုင်းမှာလီတိုင်းအသင်းတိုင်းအကောင်းဆုံးစုနဲ့ဂိုးသုံးပြန်စုတွေရဘူးပါတယ်ဒါတွေရိုနယ်ဒိုလိုမက်ဆီမလုံနိုင်ပါဘူးဘာစီလိုနာမှာပဲလုံနိုင်ပြီးတော့အခြားသောအသင်းတွေမှာမလုံဆိုင်နိုင်တဲ့သူတယောက်ကိုခုံးအဖြစ်တတ်မရတော့နည်းနည်းတော့ကြောချမ်းကျင်စရာပဲဗျဒါဆိုရင်ခြေစွမ်းအပိုင်းလေးဆက်ပြီးတော့ဆွေးနွေးကြမယ်ဗျခြေစွမ်းအရာဆိုရင်အခုလက်ရှိရိုနယ်ဒိုကမက်ဆီတဲ့တာလွန်နေဆိုတာကလေးကအစအခွေအဆုံးသိကြပါတယ်တုံးကိုအယူအတွက်အဖြစ်မက်ဆီက868ကိုရိုနယ်ဒိုက938ကိုရှိနေပါပြီထင်သာမြင်သာအောင်ပြောရမယ်ဆိုရင်ရိုနယ်ဒိုကရောက်လျာလီတိုင်းအသင်းတိုင်းမှာအကောင်းဆုံးစုတွေကိုသုံးပြန်စုတွေရရှိပေမဲ့မက်ဆီကပြစရာဆိုလို့ဘာစီလိုနာကလွဲပြီးပြစရာရွှေဖက်နဲ့မပြောနဲ့ခုံဖက်နဲ့တောင်မရှိပါဘူးဂျိုဗင်တက်ကနေမန်ယူကိုရိုနယ်ဒိုပြောင်းရွှေ့ကစားခြင်းကလည်းအသက်အားဖြင့်39နှစ်ရှိနေပြီဖြစ်တဲ့အတွက်ပရီးမီးယားလိလိုကမ္ဘာအကျဉ်းဆုံးအကောင်းဆုံးလိမှာရိုနယ်ဒိုဘဝအဆုံးသတ်ပြီလို့ထင်ခဲ့ပေမဲ့ဆီယန်သမားကပြိုင်ပွဲရက်38ပွဲကစား24ဂိုးအထိတောင်တွန်းယူလိုက်ပါသေးတယ်ဒါတောင်ပရီးမီးယားလိမှာ9ပွဲနောက်ကျပြီးတော့ရောက်ခဲ့လို့ပါမဟုတ်ရင်ပရီးမီးယားလိရွှေဖလားဆုတော့ရရှိနိုင်ပါသေးတယ်ဖလားရမရရှင်နေခြင်းမဟုတ်ပါဘူးဖလားရမှဂုတ်ဆိုရင်ရိုနယ်ဒိုကခေါက်ကစားနေရတယ်မဟုတ်သလိုတင်းနေကစားနေရတယ်မဟုတ်ပါဘူးအသင်းကောင်းမှဖလားရတာကိုဆိုလိုခြင်းဖြစ်ပါတယ် greatest all time အဓိပ္ပာယ်ကအချိန်တိုင်းအမြင့်ဆုံးအဆင့်ကိုရောက်နေတယ်လို့အဓိပ္ပာယ်ရတဲ့အတွက်ကြောင့်မက်ဆီလိုဘာစီလိုနာထွက်ပြီးဂိုးတရာမပြည့်သေးတဲ့လူတစ်ယောက်ကိုဂိုးအဖြစ်တတ်မှတ်ဖို့ကနည်းနည်းခက်ခဲပါတယ်ရိုနယ်ဒိုကမန်ယူရီယယ်မက်ဒရစ်ဂျူဗင်တက်အဲနာစာရောက်နေရအသင်းတိုင်းမှာကင်းပါကစားကွက်ကသူ့ကိုတဲပြီးကစားခံရတဲ့ကင်းပါမက်ဆီလို PSG ရောက်တော့အမ်ပါပဲနေမှာနောက်လိုက်မဖြစ်ခဲ့ဘူးပါဘူးဒါကြောင့်ရိုနယ်ဒိုကဂိုးပါ